Good morning from Thailand ကျွန်တော်တို့အခက်မတင်မဲ့ Thailand ရောက်သွားပါတယ်သွားချင်တာ Vietnam ဒါပေမဲ့ US passport နဲ့ဆိုရင် Vietnam က visa လို့တော့အဲ့ဒါကြိုမတိထားတာလည်းမဟုတ်ဘူးဟာတခါတည်းရမယ်ထင်လို့အဲ့ဒါအကြောင်းမရဖြစ်ဘူးအဲ့ဒါအကြောင်း Vietnam တော့ရောက်ရှိတာအမဟုတ် Thailand တော့ရောက်ရှိတာဖြစ်ပါတယ်ကျွန်တော်မျိုးတို့ Thailand Bangkok မြို့မှာဒီလမ်းကြားထဲမှာဗာလဲမြဝတီလမ်းလားမဟုတ်ပါဘူးဟိုမှာရေးထားပမာလို့အဲ့မှာကျွန်တော်တို့ဟိုတယ်တတိလေးတစ်ခုတဲပါတယ်ဒီညချိုင်းမိုင်းသွားမယ်ကဲကျွန်တော်နဲ့တူတူ Bangkok ကိုပထမဦးဆုံးကြည့်ကြပါပေါ့ဒီမှာကျွန်တော်တို့နေတဲ့ပကံမြေဖြစ်ပါတယ်ဒါမြန်မာနိုင်ငံလို့ထင်ရပေမဲ့ထိုင်းနိုင်ငံဖြစ်ပါတယ်7-Eleven ဒီနေရာတော့မိုက်ရနော်ဒါမြန်မာပြည်လားအမို့အောင်မြန်မာဆိုင်လားအော်ပကံမြေမိုက်ရနော်ဒါမိုက်ရအော်မိုက်ကြည့်ကြည့်ประมาณจะเช่นทาได้จ้าอย่างประมาณเช่นไม่ออกบ้านเนี่ยค่ะจ้ารอเมนูไปนะgood menu နောက်တစ်ခုလားကဲဘာလဲတော့မကြည့်တယ် menu တော့တော်တော်များတယ်ကြာအထူးကြီးပါဠိဝင်ပါရေးထားတယ်အဲ့ဒီအော်ကာရာโอเกလည်းရှိရမစိုးပြောရမယ်ဆိုရင် so far service တော့မဆိုးဘူးဟိုဗာလဲလက်ဖက်ရည်မဟုတ်ပါဘူးရင်းနှီးချမ်းပါငဲ့သေးတယ်ဆိုတော့ service ကကောင်းပါတယ် upon decoration နဲ့ကြည့်အောင်ဒါပသိမ်ထီပသိမ်ထီလို့ခေါ်တယ်မသိဘူးလားကဲကျွန်တော်တို့မာလိုက်တဲ့အာဟာရရတော့အကျော်ဆုံးဖြစ်ပါတယ်စားပြီးတော့တတိယတော့စားကုန်ခါနေမှာတတိယတော့ပြောပြဒါအကျော်ဆုံးဒါမြင်းခွာရတော့ဒါပိုင်းလဲပဲပြုတ်ပိုင်းပဲပြုတ်သမင်းကျော်ဒါပိုင်းလဲနန်းကြီးထူတဲ့တော့နန်းကျုပ်တုတ်ထားတာဖြစ်ပါတယ်ဒီတော့ဒါကျတော့ JO အရေးစက်သားနဲ့ကျွန်တော်တော့ဝတ်သားမဆောင်ဆိုတော့စက်သားနဲ့ပဲလုပ်ပေးရတယ်ဒါကျတော့တောဖူကျော်ကျွန်တော်စားလို့ပြီးသွားပြီကျေးဇူးပဲနော်စားလို့ပြီးသွားပြီဆိုတော့ဘယ်သွားမလဲဘာလုံးမလဲပတ်စံထိုးရမယ်ထင်တယ်ပတ်စံရှိသေးလားရှိရ luggage သွားကြည့် shopping ကပဲဖက်သွားရမှာလည်းမသိတော့အမှန်တော့ဟုတ်သားပဲကဲအားလုံးပဲ welcome back ကျွန်တော်တို့ ချိုင်းမိုင်သွားဖို့ဘတ်ကားပေါ်တက်နေတာဖြစ်ပါတယ်ဘတ်ကားလည်းမီယုံလေး10 နိုင်လောက်ဘတ်ကားစီးရမှာမိုးချစ်ဒီ bus stop ဒီ bus station ကမိုးချစ်တယ်မိုးချစ်ကနေဗာလဲချိုင်းမိုင်3 terminal 3
လောက်ပေးရမယ်ဟော30မို့16လားမသိဘူးကဲနှစ်ထပ် ချင်းမိုင်တော့မှာပါချင်းမိုင်ဘတ်စကွန်နဲ့တော့မှာပါ8နိုင်ခွဲထွက်မယ်10နိုင်လောက်တော့စီးရမှာပေါ့ကျောင်းပေါ်မှာပဲအိတ်ကြမယ်ဒီညလုံး အိမ်နဲ့စားမယ်ဒါ ဒါပဲ လည်း စားမယ်ထားမယ်ရှုကင်းကြည့်မယ် ခပ် ဒါပါပဲ ကျွန်တော်တို့အခုသွားတော့မှာပါခပ်အချိန်ကတော့10နိုင်လောက်ကြာမှာပဲခပ်အားလုံးကိုခပ်ပွန်းခပ်ကျွန်တော်တို့ကားပေါ်မှာဒါပေးပါတယ်ဒါကအထဲမှာပါရှိတယ်ဆိုမုတ်ထတယ်နော် ဟော မုတ်ရှိတယ်ပြီးတော့ရေဘူးဒီရေဘူးပါတယ်ရေဘူးတပူရဲ့မုတ်တပူရဲ့ပါတယ်ဆိုတော့တန်တာပေါ့နော်ပြောရမယ်ဆိုရင်လေရင်နဲ့သွားမယ်ဆိုရင်အချိန်ကခဏလေးဆိုပေမဲ့ပတ်စံကုန်တယ်ဒါပေမဲ့ညပိုင်းသွားရင်အဆင်ပြေတယ်ညပိုင်းသွားမနေ့ရောက်မယ်ဆိုတော့ညမှာကပတ်ကပောင်းအိတ်လို့ရတယ်ဆိုတော့အချိန်မကုန်သလိုခံစားရအောင်ဟုတ်တယ်နော်ကဲနားရင်ပြန်ပြောင်းမယ်နော် bye bye ကဲ good morning ချင်းမိုင်ရောက်ပါပြီချင်းမိုင်ရောက်ပါပြီချင်းမိုင်ဟိုက6နာရီ50ဒီကားနဲ့လာရောက်ပြီဆိုရင်ဒီမှာ3ချက်ဟုတ်ပါ3ဘက်ကွိုင်လေး3ဘက်ထည့်ရတယ်ဒါကျွန်တော်ငားထားတဲ့ကားဖြစ်ပါတယ်ကျွန်တော်တို့ငားထားတဲ့ကားပါ3ရက်စာငားထားတာဘတ်3000ကျော်3200လားမသိဘူးပေးရတယ်အဲ့ဒါနည်းနည်းဈေးကြီးရယ်ဘာလို့လဲဆိုတော့ဟိုဟာဂျို book ထားတာမဟုတ်တော့တခါတည်းမှာသူတို့ကောင်တာမှာတော့ပြီးတော့တခါတည်းတွန်းကားတာလေအဲ့ဒါကြောင့်နည်းနည်းဈေးကြီးရအထက်ကအတန့်အထက်ကတန့်နေရမယ်နော် US နဲ့ US ကဆိုဘက်မှာမောင်းရဆိုကြောင်နေသေးတယ်မောင်းတာတိတ်အစင်မပြေဘူးကြောင်တောင်ရှိနေသေးတယ်ကားတန့်တယ် Honda ဘာ model လဲဟာဒါ Honda HEV မစိုးလေနော်ဒီမှာသူကား company ချစ်ဒါနဲ့ Moon Gem သွားမယ်ကျွန်တော်တို့မနေ့စားတော့မှာဖြစ်ပါတယ်မနေ့စားဒီမှာ Be Organic တဲ့သူတို့ menu ကစောင်းတော့စားလောက်ရှိတယ်ဟုတ်ပါလေထွန်းမြောက်ရကျန်းလောက်ရှိတယ်ဗျာအများကြီးပဲဒါ magazine လိုလိုနဲ့ဟာ special ဆိုင်ရလဲ share ပဲငါထင်တာကလဲ farm base ဖြစ်မယ် Be Organic ဆိုတော့ကဲကျွန်တော်တို့စောစီအရင်တော့မတောက်ပါဘူးဒါပေမဲ့ဒါ Go Green တဲ့ Go Green ထဲမှာ apple ပါတယ်ချားပါတယ် guava ပါတယ် celery ပါတယ်ပြီးတော့ဒါလေးနဲ့ shot အလေးမစိုးပါဘူးကဲဒီမှာဖြော်လိုက်ရဖြစ်ပါတယ်သူကကောင်းမကောင်းစမ်းကြည့်ကြပါစမ်းပြီးပြီဒါပေမဲ့ဗီဒီယိုထဲမှာပြန်စမ်းတဲ့ပုံစံပါကောင်းတယ်အဲ့လောက်မချိုးအဲ့လောက်မချင်းချင်းမဲ့ထင်တာမချင်းဘူးတည်တယ်ကဲကျွန်တော်တို့စားတော့မှာဖြစ်ပါတယ်မာထားတဲ့ဟာတွေကတော့ organic ဒါအသားမပါတဲ့ဟာဒါတော့ mackerel I don't know how to call it but yeah ငါးတစ်မျိုးပဲကဲ
မစားဘူးလားစားကြည့်ကြတာပေါ့နော်ကျွန်တော်တော့ခုထမင်းစားတဲ့ဆိုင်ဖြစ်ပါတယ်ဒါဒီမှာအပြင်ကနေသူတို့တွေ့ရပါတယ်ဘယ်နားလေးလဲတော့မသိဘူးဒါပေမဲ့လေရင်ကွင်းနဲ့နီးတယ်ချိုင်းမိုင်းလေရင်ကွင်းနဲ့နီးတယ်ဒီလိုနေပါ organic လူတော်တော်များများလာကြတယ်ဘွန်ချွန်ဒီမှာကိုရီးယားကျက်သားဆိုင်သူ့နားလေးမှာဒါရှိတယ်ဆိုတော့ ice cream Okay.